အမှုကိုနေကုလသမဂ္ဂရောက်အောင်နေလုံညာလားဟမ်အာမူကြီးအောင်လို့ပါဒီနေရွက်ကလေးချီပါလေးနဲ့ညှကြမှာအမရဲရဲဆက်ဆက်လုပ်တာကြာဆရာဝန်သွားပြတယ်ဆရာဝန်ကပေါက်သွားတာမဟုတ်ဘူးတဲ့အတွင်းကြီးသွားတာအတွင်းကြီးသွားတာဟုတ်တယ်အတွင်းကြီးသွားတာဆရာရဲ့လို့လည်းဆေးထည့်လို့ရမှာဆိုအတွင်းကြီးတာဆေးထည့်လို့မရဘူးတဲ့ဓာတ်ဆာစားမှပျောက်တာဓာတ်ဆာစားရင်စားနေဘာစားမလဲဘာစားမလဲဟာဟိုဟာအေးတော့မလားကိုမင်းမရွှင်လူတာဖာလူတာများမင်းမရွှင်လူတာလို့ဖာလူတာနောက်ပြီးဟိုမင်းမကြီးမင်းမရွှင်လူတာပါဟိုစပတ်ကလေးနေတော့မလားဒီနှခမ်းမိုးနဲ့ရှာနဲ့လုံးနေတယ်ဟဲ့ကောင်စပတ်မင်းဘာလို့ပြအောင်ပြောစပတ်ကလေးအဲ့ဒါတော့ပြအောင်မပြောနှခမ်းမိုးနဲ့ရှာနဲ့လုံးနေတယ်အဲ့ဟိုကရင်ဆော်တာကြိုက်လားဘလူဆော်တာမှမကြိုက်ဘူးဘယ်ကရင်ကိုသွားဆော်ခိုင်းအောင်လို့အဲ့ဒါအသေးလေးအေးတော့မိခဲရှာလည်းပိုက်ဘာမင်းကရှာသပိုက်အုံတော့ဆောင်တာရက်မလားဟာဘာလို့အီကြကွေးချောပတ်တော့အဲ့ဒါစားမျိုးစုံစားဘူးလေဘာကြီးဘယ်ကနေရတာမသိဘူးကြောက်ကြောဟာကြောက်ကြောစားဆေးကလေးမမစားဘူးမဆေးတဲ့ကလေးမမဆေးတဲ့ကလေးမမင်းအမေသွားခေါက်ဆွဲကြောပန်းသေးနမမရှိနမမရှိနင်းနဲ့ပန်းသေးနင်းသာပန်းသေးတဲ့ခေါက်ဆွဲကြောမစားဘူးအစိမ်းကြောမစားဘူးကုန်းပေါင်းကြီးကြောမစားဘူးကုန်းပတ်ကြီးကြောကုန်းပေါင်းကနေဘယ်နဲ့ကုန်းပတ်ရောက်ကုန်းပေါင်းတော့ကုန်းပတ်တွေဖြုတ်ကြောတာဟာအသားများများနဲ့ကပတ်ကြောကပတ်ကြောမစားဘူးစားစမိုင်းသားကြောဟာအဲ့ကပတ်ကနေစားစမိုင်းသားကူးသွားတာကပတ်တောင်ကြောသေးတာစားစမိုင်းသားလဲကြောတော်ပြီဘယ်ပြောနေဘာငါဘာစားရင်ဘယ်ဥကုနဲ့ခွေးလက်ဆံမွေးမလေးအလူဒူကောင်းကိုစွတ်ပြုတ်တော့မလားမင်းပတ်စံအကုန်ကြများနေမယ်အလကားရတယ်မင်းလျှောက်ပြောစမ်းမရှိတဲ့ခုတ်မပေါ်ပါနဲ့ခုံပွနဲ့ပေါ်စားပုံပြီးတော့မကြီးကြီးစိမ့်လေးတို့စားမလားဒီကမှာရောမအောင်ရွှေကြဒေဟိုစိတ်စီရောင်းမအောင်ရွှေကြခွေးကြီးကြော်ကြီးမစားမလားဘာကြီးရှုပ်ဆုံးတယ်ဘာကြီးတူပြောနေငါစားကျင်တာတော့မေ့သွားပြီဒီတော့မိုးဒီမင်းဘာကိုစားကျင်တာလဲစဉ်းစားတယ်ကနေဘာစားကျင်တာလဲပြောတီဗီငါစားကျင်တာတန်တာလင်းကိုစားကျင်တယ်တန်တာလင်းစားကျင်တယ်ဗျတန်တာလင်းစားကျင်တယ်တန်တာလင်းစားလို့သူ့ယောက်ျားသိရင်နင်းကိုရိုက်မှာပေါ့အမလေးဒုက္ခနင်းကတန်တာလေးကိုမလဲကိုခင်ဗျာကိုကတန်တာလေးကိုလိုချင်တယ်သဘောကျနေတာခင်ဗျာတန်တာလေးကိုသဘောကျနေတာခင်ဗျာမတွေးမိဘူးလားလက်ဖူးပေါ်လက်တင်ကြီးတွေးကြည့်တာဟမ်ဟိုမီးနေတဲ့ကဝမ်ချိုင်းကိုစိန်ခေါ်သလိုဖြစ်မနေဘူးလားငါမော့ရေကျွမ်းမချိုလိန်လူမအုပ်အော်ကဲ